1950 ပြည့်အလွန်နှစ်တွေမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ Busby ဘာဘီစုဖွဲ့ဟာကြော်ကြားလာခဲ့တယ်။ဘောလုံးကဘာကိုအုပ်စိုးဖို့ရည်မှန်းထားကြတဲ့ကောင်းလေးတွေဖြစ်နေပေါ့။အားလုံးထဲမှာ Bobby Charlton ကတော့တောက်ပါဆုံးကျယ်ဝင်ဖြစ်ခဲ့တယ်။1958 ခုနှစ်ဖေဖော်ဝါရီလ 6 ရက်ယူနီရဲ့လေပြေးလန့်ကရေခဲပြင်လိုဖြစ်နေခဲ့တယ်။ယူနိုက်တက်ကစားသမားတွေကိုတည်ဆောင်လာတဲ့တင်းလေရင်ကပြေးလန့်ကနေလေပေါ်တက်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။လေပြတ်ကျမှုမှာလေဝန်ထမ်းတွေနဲ့ယူနိုက်တက်အသင်းသား23ဦးသေဆုံးခဲ့တယ်။ချာတန်ကိုလည်းမီးလောင်နေတဲ့ပျက်စီးတွေကြားကခက်ခဲဆွဲထုတ်ကယ်ဆယ်ခဲ့ရတယ်။ဒါပေမဲ့မကြခင်အချိန်မှာချာတန်ဟာမြက်ခင်းမြင်တွေပေါ်ကိုပြန်လည်ရောက်ရှိလာခဲ့တယ်။ယူနိုက်တက်ဟာလည်းဆာမတ်စ်ဘတ်ဘီရဲ့ဦးဆောင်မှုတွေအောက်မှာပြန်လည်ထူထောင်နိုင်ခဲ့တယ်။နာကျင်မှုတွေကပေးတဲ့တွန်းအားတွေနဲ့အတူချာတန်နဲ့ယူနိုက်တက်တို့ဟာ10နှစ်ကြာ1968ခုနှစ်မှာဘီဖီကာအသင်းကိုကျော်ဖြတ်ပြီးဥရောပဖလားကိုကင်မြောက်နိုင်ခဲ့ပါတယ်။ချာတန်ကိုယ်တိုင်အနိုင်ဂိုး2ဂိုးသွင်းပြီးယူနိုက်တက်ကိုပြန်လည်တိစောက်ပေးနိုင်ခဲ့တယ်။ချာတန်ဟာခန္ဓာရည်စွမ်းရဲ့သင်္ကေတတစ်ခုဖြစ်လာပြီးအင်္ဂလန်အတွက်1966ခုနှစ်ကမ္ဘာဖလားကိုလည်းရယူပေးနိုင်ခဲ့တယ်။မန်ချက်စတာယူနိုက်တက်နဲ့အင်္ဂလန်ကန်နဝင်ကစားသမားဟောင်းဆာဘော်ဘီချာတန်ဟာဒဏ်ရာတွေနဲ့အတိတ်ကနေရုန်းတာပြီးအောင်မြင်မှုတွေကိုစုခုခဲ့တဲ့စစ်သိမ်းတကောင်ဖြစ်မှတ်ကြောက်တဲ့နိုင်ငံကတော့တေးချပါပဲ။